cookie လည်းအရင်စားချင်တဲ့တကြားများများပါလည်းမစားချင်ဘူးဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါနော်။ခိုင်အခုကြည်လုံးဝဆွဲလန်းနေတဲ့ဒီ cookie လေးလုံးလေးမျှဝေပေးလိုက်ပါတယ်။ငပြောသည့်နှလုံးကိုအရင်ခြေထားလိုက်ပါမယ်။ပြီးတော့ရင်တော့ကပြတ်ထားတဲ့ပါဝင်ပစ္စည်းအလုံးကိုချိန်ပြီးတော့ထည့်လိုက်ပါမယ်။ကိုတိုင်လို့ကိုတိုင်စားဖြစ်တဲ့အတွက်ဒီအစီအစံတွေကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်။ဒီအစီအစံတွေအယ်မွန်တွေအကုန်လုံးကိုအရင်မီးဖုံးမှထည့်ပါတယ်။ ချောကလက်ချစ်နဲ့နန်းစီတွေလည်းထည့်ထားပါတယ်။မရှိတဲ့ဟာဆိုမထည့်လည်းရပါတယ်။ပြီးရင်ပြားရည်ချက်ဦးပြီးတော့ရင်တော့ peanut butter ထည့်ပါတယ်။သမင်းစားဆုံးအကြီးကြီး3စွန်းထည့်ပြီးတော့ဗနီလာအနက်နဲ့ထည့်လိုက်ပါတယ်။အားလုံးနှံ့သွားပြီဆိုရင်တော့ကိုကြိုက်ရဲ့ရွယ်စားလုံးပြီးတော့ဖုတ်လို့ရပါပြီ။အပူချိန်ကတော့အောက်မီ165နဲ့အပေါ်မီ190ဝန်းကျင်လောက်15မိနစ်လောက်ဖုတ်ရင်ရပါပြီ။ဒီ cookie ကလေအရန်စားလို့ကောင်းတဲ့အပြင်ကျမရည်နဲ့လည်းအရန်ညီညွတ်တဲ့တကြားလုံးမပါဘူးပြားရည်နဲ့လှုပ်ထားတာကတော့ healthy cookie လို့နာမည်ပေးထားတယ်။ကိုင်းအခုကြီးကတော့သူတကြားမကြိုက်တော့ဒီ cookie လေးကိုအရန်ကြိုက်ရတဲ့ကခဏခဏလှုပ်ပေးဖြစ်တယ်။ကတော့ဒီမျိုးလှုပ်ပြီးတော့ဘူးထဲထည့်ပြီးတော့တစ်ပတ်နှစ်ပတ်လောက်စားပါတယ်။